ဓမ္မံတရဏံဂစ္ဆာမိအဓိပ္ပာယ်ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေတရဏဂုံဆောက်တည်တိုင်းဓမ္မံတရဏံဂစ္ဆာမိဆိုတာကိုဆိုကြတယ်နော်တရားသိတာလင်ကိုးကွယ်ရာလို့ဒီအဓိပ္ပာယ်တော့သိပါလိမ့်မယ်သို့တော့ဒီတဲ့လေးနဲ့တဲ့အဓိပ္ပာယ်ကိုသိဖို့ရအတွက်ဒီကနေ့ညဓမ္မံတရဏံဂစ္ဆာမိအဓိပ္ပာယ်ကိုအကျယ်ရှင်းပြပြီးတော့ဘုန်းကြီးတို့ဟောပါမယ်ဓမ္မဆိုတဲ့စကားလုံးဟာပါဠိဘာသာမှာပါရှိတဲ့စကားလုံးဖြစ်လို့မြန်မာလိုပြောမယ်ဆိုရင်သဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရတယ်ဓမ္မဆိုတဲ့သဘာဝတရားဟာမြည်သူတဦးတယောက်ကမှပိုင်ဆိုင်တာမဟုတ်ဘူးလောကကြီးမှာရှိတဲ့လူအလုံးနဲ့သက်ဆိုင်တဲ့သဘာဝတရားတဲ့ဒီလိုပြောတာနော်မှန်ပါသဘာဝတရားဆိုတာအမျိုးမျိုးရှိတယ်နောက်ပိုင်းကျတော့သဘာဝတရားကိုအစဉ်စဉ်ခွဲခြားပြီးတော့ဘုန်းကြီးတို့ရှင်းလင်းပြီးဟောကြားရမယ်ဓမ္မံတရဏံဂစ္ဆာမိဓမ္မကိုကိုးကွယ်ရာဟူ၍စိကပ်ပါတယ်လို့ဒီလိုဆိုကြအဲ့တော့ဓမ္မကိုကိုးကွယ်ရာဟူ၍စိကပ်တယ်ဆိုတာပါဇက်ကဆိုယုံနဲ့ဓမ္မံတရဏံဂစ္ဆာမိကိစ္စပြီးသွားဗလားမပြီးပါဘူးဗျဘယ်လိုအဓိပ္ပာယ်ရောက်မှဘယ်အတိုင်းတာအထိမှဓမ္မံတရဏံဂစ္ဆာမိဆိုတာပြည့်စုံမလဲဆိုတာဘုန်းကြီးတို့မသိသင့်ဘူးလားသိသင့်ပါတယ်ဗျာသိသင့်တယ်ကြည်မြတ်စွာဘုရားကဓမ္မကိုဟောတယ်ဆိုတာဓမ္မဟာဘုရားပွင့်မှဒီသဘာဝတရားတွေပေါ်လာတာမဟုတ်ဘူးရှင်းတုန်းကတည်းကဒီသဘာဝတရားတွေဟာရှိနေတယ်အမြဲတမ်းရှိနေတဲ့မှန်ကန်တဲ့သဘာဝတရားတွေထိုမှန်ကန်တဲ့သဘာဝတရားတွေဟာထူးခြားတဲ့အသိဉာဏ်ရှိတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်လာတဲ့အခါကြလို့ရှိရင်ထုတ်ဖော်ရှင်းပြတယ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မပေါ်လို့ရှိရင်ဓမ္မရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝရှင်းပြနိုင်တာမဟုတ်ဘူးတဲ့ဗုဒ္ဓကသာလျှင်ဓမ္မကိုပြည့်ပြည့်ဝဝရှင်းပြနိုင်တယ်သို့သောဓမ္မဆိုတာလောကကြီးမှာအမြဲရှိနေတဲ့ the law of nature တဘာဝတရားကြီးတစ်ခုပြောတာနော်အဲ့ဒီ the law of nature ဆိုတဲ့တကယ်တဘာဝတရားကြီးဟာလောကမှာရှိနေတယ်ယံခါဟောမဲ့ပုဂ္ဂိုလ်မရှိရင်တိမ်မြုပ်သွားတယ်ဟောမဲ့ပုဂ္ဂိုလ်ရှိရင်ထွက်ပေါ်လာတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကဓမ္မကိုသူကတီထွင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဓိကတောခောမြာယံဓမ္မောခံဘီရောထုတ်တဲ့သောမြတ်စွာဘုရားကဓမ္မကိုတွေ့ရှိတာသာဖြစ်တယ်မြတ်စွာဘုရားကဓမ္မကိုဖန်တီးသူမဟုတ်ဘူးဘာလဲတွေ့ရှိသူတနည်းအားဖြင့်ပြောတယ်တွေ့တယ်ဆိုတာသိရှိသူဒါကြောင့်မလို့ဗုဒ္ဓဆိုတဲ့စကားလုံးကဗုဇ္ဇတိတိဗုဒ္ဓဗုဒ္ဓဆိုတာဘာတော့အမှန်တရားကိုသိရှိသူလို့အဓိပ္ပာယ်ရတယ်နော်ပါပါတာမန်သိတဲ့ပုဂ္ဂိုလ်တရားကိုဗုဒ္ဓလို့မခေါ်နိုင်ဘူးအမှန်တရားကိုပြည့်စုံချွင်းချက်မရှိအလုံးပြည့်စုံသိတဲ့ပုဂ္ဂိုလ်ကသာလဲဗုဒ္ဓဒါကြောင့်မလို့တရဏဂုံ၃ပါးမှာဒီဓမ္မကိုထုတ်ဖော်ပြီးတော့ဟောပြောနိုင်တဲ့ဓမ္မကိုတွေးရှိတဲ့ပုဂ္ဂိုလ်ကိုဓမ္မံတရဏံဂစ္ဆဗုဒ္ဓံတရဏံဂစ္ဆာမိလို့မှတ်တယ်လို့ဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်အရှင်မြတ်တွေးရှိတဲ့တရားကိုတော့ဓမ္မံတရဏံဂစ္ဆာမိလို့ဒီလိုဆိုတယ်အဲ့ဒီမြတ်စွာဘုရားတွေးရှိတဲ့တရားဓမ္မတွေကိုလက်တွေ့ကျင့်သုံးလို့ပေါက်ရောက်အောင်မြင်သွားတဲ့အဖွဲ့အစည်းတရားကိုတန်ခမ်းတရဏံဂစ္ဆာမိလို့ဒီလိုဟောတာနော်ဟုတ်ဒါကိုပဲယရဏ၃ပါးလို့ triple chain လို့ဒီလိုပြောဆိုကြတယ်ယရဏ၃ပါး
တရဏဂုံသုံးပါးလို့လည်းပြောကြတယ်အေးဗုဒ္ဓဆိုတာဓမ္မကိုသိတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဓမ္မဆိုတာဗုဒ္ဓကတွေးရှိလို့ဟောပြောထားတဲ့အမှန်တရားဒီအမှန်တရားသည်မြတ်စွာဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေလောကမှာရှိနေတယ်သို့တော့ဖော်ထုတ်မဲ့လူမရှိလို့ရှိရင်ပေါ်မလာဘူးမြုပ်နေတယ်ဆိုပါစို့လောကမှာရှိတဲ့စိတ်နေကြောက်တယ်ဆိုတာမြေကြီးထဲမှာမရှိဘူးလားရှိပါတယ်ဗျာအေးမြေကြီးထဲကနေတူးဖော်ပြီးတော့ဖော်ထုတ်တဲ့ပုဂ္ဂိုလ်မရှိလို့ရှိရင်စိတ်ဆိုတာတွေ့ရပါမလားမတွေ့ရပါဘူးမတွေ့ရသို့တော်လည်းပဲမတွေ့တာသာရှိတယ်ငကောကရှိနေတာလားလူတွေလှုပ်တာလားငကောကရှိနေတာပါဗျာငကောကရှိနေတာစိန်တို့ရွှေတို့ကြောင်မြက်ယရနာတွေဆိုတာသူ့တဘာဝသူဖြစ်နေတာတွေလူတွေကရှာဖွေတွေးရှိပြီးတော့အသုံးချနေကြတာမဟုတ်လားပါပါတယ်ဗျာအဲ့ဒီတိုင်းပဲဓမ္မဆိုတာဘုရားမြတ်စွာကဖော်ထုတ်ပြီးတော့ပေးလို့ထိုဓမ္မဆိုတာပေါ်လာတာဘုရားမြတ်စွာကဓမ္မလို့ဖန်တီးပေးတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့ဒီဓမ္မသည်ဘယ်ဘာသာကမှပိုင်တာလည်းမဟုတ်ဘူးလူသားတွေပိုင်တာလည်းမဟုတ်ဘူးဗြဟ္မာတွေပိုင်တာလည်းမဟုတ်ဘူးနတ်တွေပိုင်တာလည်းမဟုတ်ဘူးဘယ်လူမျိုးဘယ်နိုင်ငံကမှပိုင်တာလည်းမဟုတ်ဘူးဟုတ်ကဲ့တဘာဝတရားဆိုတာငကိုယ်တည်းကအရှိတရားတဲ့မတိချသည့်အတွက်ကြောင့်ထိုတဘာဝတရားကိုမျက်ွယ်ပြုထားကြတယ်သိတဲ့ပုဂ္ဂိုလ်များကကျင့်သုံးကြတယ်မသိတဲ့ပုဂ္ဂိုလ်တွေကမျက်ွယ်ပြုထားတယ်သိအောင်ဖော်ထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဒီတာမန်ပုဂ္ဂိုလ်တွေမဖော်ထုတ်နိုင်ဘူးတဲ့လေးသင်္ချေနဲ့ကဘာတသိန်းကာလပတ်လုံးပါရမီဖြည့်လို့ထူးခြားတဲ့အသိဉာဏ်ရရှိတဲ့ပုဂ္ဂိုလ်မြတ်မျိုးကသာလဲဟောဒီဓမ္မကိုဖော်ထုတ်နိုင်တယ်ဖော်ထုတ်လိုက်တဲ့တရားကလည်းပဲရှားပါပစ္စည်းဆိုတာလူတိုင်းသုံးနိုင်မှာမလားမသုံးနိုင်ပါဘူးဗျာမသုံးနိုင်ယရနာဆိုတာအတုလံဒုံလဘထသနာတွေ့ဖို့ခဲရင်တာယရနာဓမ္မဆိုတာလဲတွေ့ဖို့ခဲရင်တယ်တခါတလေတိမ်မြုပ်နေလိုက်တာကဘာပေါင်းမြည်မြကြအောင်တိမ်မြုပ်တယ်လို့ပြောလို့မရတော့အောင်ကဘာပေါင်းမြောက်များစွာတိမ်မြုပ်နေတယ်ဆိုပါစို့ဒီပင်ကရာမြတ်စွာဘုရားဆိုတာအလုံးကြားဘူးကြတယ်သူမေတ္တာရှင်ယတိဗျာဒိတ်ခန္တုံကပွင့်တော်မူခဲ့တဲ့ဒီပင်ကရာမြတ်စွာဘုရားထိုဒီပင်ကရာမြတ်စွာဘုရားကတွေးရှိတဲ့ဓမ္မဟာဒီဓမ္မပဲဒီဓမ္မကိုဒီပင်ကရာမြတ်စွာဘုရားတွေ့ခဲ့သည့်အတွက်ကြောင့်ထိုခေတ်ကာလမှာမြတ်စွာဘုရားကဒီဓမ္မကိုဟောပြောဆုံးမလိုက်တာဂတိပေါင်းမြောက်များစွာသောတတ္တဝါတွေဟာအမှန်တရားရဲ့အကျိုးကျေးဇူးကိုခံစားသွားကြရတယ်သို့သောဒီပင်ကရာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါကျတော့ဟောဒီဓမ္မသည်တဖြည်းဖြည်းပျောက်ကွယ်သွားလိုက်တာကဘာပေါင်းဘလောက်ကြာအောင်ပျောက်ကွယ်သွားတယ်ဆိုတာအတိုင်းအတာမရှိလို့အသင်ချေရတဲ့ရေတွက်လို့မရနိုင်လောက်အောင်ကြာညောင်းသွားတယ်ဟောဒီဓမ္မပျောက်သွားတာဟုတ်ကဲ့လားမှန်ပါရှိခိကလူတွေဒီဓမ္မကိုအပြည့်အဝသိဖို့တစွန်းတစတော့ဘုရားအလောင်းတွေတို့သူတော်ကောင်းတွေကဟောတဲ့အခြေခံတစွန်းတစလောက်ကတော့သိကြတယ်သို့တော့ပြည့်ပြည့်ဝဝဓမ္မဆိုတာကိုမသိနိုင်ရဘူးတဲ့ကဲဘလောက်တန်မိုးရှိတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်တာမန်ကြည့်မယ်ဆိုလို့ရှိရင်လွယ်လွယ်လေးလို့အောက်မေ့ကြတယ်အမတန်မှခဲဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကဘာပေါင်းအသင်ချေလွန်ပြီးတဲ့နောက်မှာမင်္ဂလာဘုရားဆိုတာပွင့်တယ်အဲ့ဒီဘုရားနှစ်စုအကြားဟာတကယ်စစ်မှန်တဲ့ထူးခြားတဲ့ဓမ္မပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားသည့်အကြောင်းဓမ္မံတရဏံကိစ္ဆာမိဓမ္မတိတာကိုးဝယ်ရာဆိုတာမရှိခဲ့ဘူး
မှန်တရားကိုမသိကြဘူးမသိကြသည့်အတွက်ကြောင့်အမှန်တရားထင်ပြီးမှားယွင်းတာတွေကိုလက်ခံကျင့်သုံးလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိအမှန်တရားပြည့်ပြည့်ဝဝမသိရသည့်အတွက်ကြောင့်သိတဲ့လောက်လေးကျင့်လို့လောကမှာချမ်းသာဒုက္ခရရတယ်သို့တော့အိုနာတေရေးကလွတ်အောင်ဆိုတဲ့အဆင့်ကိုမရောက်ကြဘူးတဲ့နော်မှန်ပါဒီဓမ္မရဲ့စွမ်းဆောင်ချက်ကနောက်ဆုံးအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီအဆင့်ကိုကျော်လွှားနိုင်မှဓမ္မဟာပြည့်စုံတယ်လို့ပြောအောင်အဲ့ဒီအဆင့်မရောက်သေးဘူးဆိုပါစို့ဒီဓမ္မကိုကျင့်သုံးလို့သည့်ကောင်းတဲ့ဘဝရောက်မယ်လူပြေရောက်မယ်နတ်ပြေရောက်မယ်ဗြဟ္မပြေရောက်မယ်ဒီအဆင့်မျိုးလေးတွေတော့သိကြသို့တော့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့တန်တရားဝဆဲတွေကလွတ်မြောက်ပြီးတော့နောက်ဆုံးမှာထာဝရငြိမ့်တဲ့အငြိမ့်တက်ကိုရဖို့ဆိုတဲ့ဓမ္မလမ်းကြောင်းကိုတော့မသိကြတော့ဘူးတဲ့အဲ့ဒါပျောက်ကွယ်နေတယ်ပျောက်ကွယ်နေတာကကဘာပေါင်းမြောက်များစွာပျောက်ကွယ်နေတာမင်္ဂလာမြတ်စွာဘုရားပွင့်တော်မူတဲ့အခါကျတော့မှဟောဒီဓမ္မကိုပြန်ပြီးတော့ထုတ်ဖော်လိုက်တာဒါကြောင့်မို့လို့ဓမ္မဆိုတာသဘာဝအရှိတရားတွင်တွက်ကြောက်လို့ပဲသဘာဝအရှိတရားတိမ်မြုပ်နေတဲ့တရားအဲ့ဒီတိမ်မြုပ်နေတဲ့တရားကိုအသိဉာဏ်ရှိတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မျိုးကသာလျှင်ထုတ်ဖော်ဟောကြားနိုင်တယ်တဲ့ဖြည်းဖြည်းဝါပါအဲ့ဒါလို့ထုတ်ဖော်ဟောကြားလိုက်လို့ထိုဓမ္မကိုအပြည့်အဝကျင့်သုံးလိုက်ရပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့ရရှိတဲ့အကျိုးကျေးဇူးဟာအမတန်မှထူးခြားပြီးတော့အံ့ဩဖွယ်ရာကောင်းတဲ့အကျိုးကျေးဇူးတွေကိုရရှိကြတယ်ကောင်းပြီအဲ့တော့ဓမ္မန္တရဏံကိစ္ဆာမိဓမ္မဆိုတာဒုံလဘထသနာတွေ့ဖို့အလွန်အလွန်ခဲရင်တဲ့အရာပါလားကြည်ဂေါရမမြတ်စွာဘုရားအလောင်းတော်ဒီပင်္ဂရာမြတ်စွာဘုရားလက်ထက်ကနေပြီးတော့ဘုရားစုပန်လို့ဘုရားအဖြစ်ရောက်ဖို့အတွက်ပါရမီတွေဖြည့်ကျင့်လာလိုက်တာမရေမတွက်နိုင်လောက်အောင်ကြာတဲ့ကဘာဟာ၄ခါကျုံတယ်အဲ့ဒီ၄ခါကျုံတာကို၄အသင်္ချေလို့ခေါ်တာနော်မှန်ပါမရေတွက်နိုင်ဘူးကဘာပေါင်းဘယ်လောက်ဆိုတာရေတွက်လို့မရတာ၄ခါကျုံတယ်ရေတွက်လို့ရတာကတသိန်းပေါင်းလိုက်တော့၄အသင်္ချေနဲ့ကဘာတသိန်းလို့သူတို့ပြောတာကဘာပေါင်း၄အသင်္ချေနဲ့တသိန်းကဘာတသိန်းဟောမရေမတွက်နိုင်တဲ့ကဘာပေါင်းကိုက၄ခါကျုံခဲ့ရတယ်ခုနတော့ကဒီပင်္ဂရာမြတ်စွာဘုရားနဲ့မင်္ဂလာဘုရားကြားမှာဟောဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တင်ညမြတ်စွာဘုရားကြားမှာတသိန်းချေကွန်တင်ညမြတ်စွာဘုရားနဲ့မင်္ဂလာမြတ်စွာဘုရားကြားမှာတသိန်းချေလို့သောဘိတမြတ်စွာဘုရားနဲ့နာရဒမြတ်စွာဘုရားကြားမှာတသိန်းချေအနောမတတ္တိမြတ်စွာဘုရားနဲ့ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကြားမှာတသိန်းချေလို့ဆိုပြီးတော့အသင်္ချေ၄ခါကျုံခဲ့အဲ့ဒီ၄ခါကျုံနေတဲ့အထဲမှာဓမ္မတွေဟာပျောက်ကွယ်နေတယ်လို့ဒီလိုအောင်ယူရမယ်ဟုတ်ကလားဓမ္မန္တရဏံကိစ္ဆာမိလို့ဒီလိုရေးဆိုနေကြတဲ့ဓမ္မမျိုးဟာပျောက်ကွယ်နေတယ်တဲ့ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့ကဘာတသိန်းဟောဖရာတွေစူစူပွင့်ပြီးတော့အလုံးပေါင်းလိုက်တော့24စုပေါ့ဂေါရမမြတ်စွာဘုရားမတိုင်ခင်ကတ္တဝမြတ်စွာဘုရားအထိ24စုဂေါရမမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုဒီပင်္ဂရာမြတ်စွာဘုရားနဲ့အတူတူပွင့်တဲ့ဘုရားက3စု25စုတည်းကို3စုပေါင်းလိုက်တော့28စုအဲ့ဒါကို2ကျိတ်8စုဘုရားဆိုပြီးတော့ပူဇော်နေကြတာเนาะမှန်ပါဂေါရမမြတ်စွာဘုရားဗျာဒိတ်ခံခဲ့တာက24စုရှိတယ်အဲ့ဒါဖျားလောင်းနေနဲ့ဂျုံတွေးခဲ့တာ24ပါးပဲဗုဒ္ဓဆိုတာကိုတွေးခဲ့ရတယ်၄အသင်္ချေနဲ့ကဘာတသိန်းကာလမှာ24ပါးပဲတွေးခဲ့ရတယ်တဲ့ကဲဘလောက်နဲ့တော့ကြည့်ပေါ့နော်အဲ့ဒီ24ပါးသည်သာလင်ဟောဒီဓမ္မကိုထုတ်ဖို့ဟောကြားနိုင်ခဲ့တယ်တဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကဓမ္မကိုပြည့်ပြည့်ဝဝထုတ်ဖို့ဟောကြားနိုင်တာမရှိဘူးတဲ့
ဒါကြောင့်ဒုံလဘဓတနာတွေ့ဖို့ကြုံဖို့အလွန်ခင်းတယ်လို့ဒီလိုအဓိပ္ပာယ်ပြောတယ်အေကောင်းပြီဗုဒ္ဓဆိုတာဓမ္မကိုသိသူဓမ္မဆိုတာထိုဗုဒ္ဓသိတဲ့တဘာဝတရားတန်ခါဆိုတာထိုဓမ္မလက်တွေ့ကျင့်သုံးနေတဲ့အဖွဲ့အစည်းတရက်ပေါင်းလိုက်လို့ရှိရင်ဒါကိုယရဏသုံးပါးလို့ခေါ်ကြတယ်အဲ့ဒီယရဏသုံးပါးတွေကဘုရားကိုကိုးကွယ်တယ်လူတွေဘုရားကိုကိုးကွယ်တယ်ဘာရည်ရွယ်ချက်နဲ့ကိုးကွယ်ရမလဲဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာရည်ရွယ်ချက်မှန်ကန်မှုအမတန်မှအရေးကြီးတယ်အေးဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကိုကိုးကွယ်တာဟာစီးပွားတက်ခြင်းလို့ကိုးကွယ်တာရှိတယ်ကြောက်လို့ကိုးကွယ်တာရှိတယ်တစုံတစ်ခုကြောင့်အကာအကွယ်လှုပ်ခြင်းလို့ကိုးကွယ်တာရှိတယ်အသုံးချလို့၍ကိုးကွယ်တာရှိတယ်အမျိုးစုံပေါ့လေဟောအဲ့ဒီလိုကိုးကွယ်ကြတဲ့အထက်မှာတကယ်ကိုးကွယ်ထိုက်တာကမှန်ကန်တဲ့စိတ်ထားဘယ်လိုထားရမလို့ဆိုရင်ဖျားဆိုသည်မှာတဲ့မိမိတဏ္ဍာမှာကြာရောက်လာမဲ့မကောင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးချမ်းသာကိုလမ်းညွှန်ပြလို့ကိုးကွယ်တယ်ဟောဒီလိုနည်းနဲ့ကိုးကွယ်ရနော်အာဟိတာသနိဝတ္တနေနအကျိုးစီးပွားမဲ့တွေကိုဖြစ်စေတတ်တဲ့အရာတွေကိုဖယ်ရှားတယ်ဘယ်လိုဖယ်ရှားတော့ကြည့်လေမင်္ဂလာတုတ်မှာမြတ်စွာဘုရားကဘာဟောတော့အသေဝနာစပါဠနံဟောလူမိုက်ကိုမင်းမပေါင်းနဲ့တဲ့အသိဉာဏ်မရှိတဲ့လူမိုက်တွေကိုမင်းဆရာမတင်နဲ့လို့ပြောတယ်ဆရာတင်လိုက်ရင်ဒုက္ခရောက်သွားပြီလေဒါကြောင့်မလို့မတင်နဲ့လို့ဆိုတာအသေဝနာစပါဠနံဘာလကိုမပေါင်းသင်းနဲ့ဆရာအဖြစ်မကိုးကွယ်နဲ့လို့ပြောလိုက်တာနဲ့ကိုယ်တဏ္ဍာမှာဘာလကိုဆရာတင်လိုက်လို့ဒုက္ခရောက်မဲ့အကျိုးမဲ့ဖြစ်မဲ့အရာတွေဖြစ်ပါအောင်မလားမဖြစ်ပါဘူးမဖြစ်နိုင်တော့ကြည်အဲ့ဒီနည်းနဲ့ဖယ်ရှားပေးတာဒီဗုဒ္ဓမြတ်စွာဘုရားကတမန်လူတွေကကြည့်မယ်ဆိုလို့ရှိရင်ခုခေတ်မှာဆိုလို့ရှိရင်ဘုရားဆိုရင်ကဲတင်နဲ့ဘုရားကဲတင်တယ်ဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့အေးမင်းဘာတွေလှုပ်ထုတ်ဘုရားကိုဒူးထောက်တောင်းပန်လိုက်လို့ကိုးကွယ်လိုက်လို့ရှိရင်ငါကိုယ်တော်မြတ်ကမင်းကိုကဲမယ်လို့ဒီတိုင်းဆွဲကဲလို့လောကမှာရနိုင်သလားလို့လက်တွေ့နဲ့ကြည့်မယ်ဆိုရင်ရတာမရှိပါဘူးဟုတ်ကဲ့ကဲရဲဆိုတာမြတ်စွာဘုရားကဘာနဲ့ကဲတာတော့ဆိုဓမ္မကိုကျင့်သုံးစေခြင်းဖြင့်ကဲတာမြတ်စွာဘုရားကနေတခါတည်းတကူနဲ့အစွမ်းပြပြီးတော့ကဲတာမျိုးမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ပါဘုရားကတကူပြပြီးဆင်းရဲဒုက္ခရောက်နေတဲ့လူကိုဆွဲထုတ်သွားတာမဟုတ်ဘူးဓမ္မကိုကျင့်သုံးစေတာအဓမ္မကိုရှောင်ရှားစေတာအဲ့ဒီနည်းနဲ့ကဲတင်တယ်လို့ဒီလိုပြောရတယ်အဲ့ဒီနည်းနဲ့ဟာလက်တွေ့ကြတဲ့ကဲတင်နည်းအဲ့ဒီနည်းနဲ့မဟုတ်ဘဲနဲ့ငါဘုရားကိုကိုးကွယ်ရင်မင်းတို့အကုန်လုံးဆင်းရဲဒုက္ခကလွတ်စေလို့ဆိုတဲ့နည်းနဲ့ကတော့ဒါလုံးဝလောကကြီးမှာဖြစ်နိုင်တာမရှိပါဘူးယုံကြည်တာပဲရှိကောင်းရှိမယ်ဖြစ်လာတာမရှိပါဘူးဟုတ်ကဲ့လားမှန်ပါဘူးအေးဒါကြောင့်မလို့ချိလေလူတွေယောဂဖြစ်တော့ဘသူစီသွားကြဆရာဝန်စီဆရာဝန်စီသွားဆရာဝန်စီသွားတော့ဆရာဝန်ကဘာပေးတော့ဆေးပေးတယ်ယောဂပြောက်အောင်ဘာလုပ်ရအောင်ဆရာဝန်စီသွားတာနဲ့ယောဂပြောက်သွားလားသို့မဟုတ်ဆေးတော့မှပြောက်တာလားဆေးတော့မှပြောက်တာအေးအဲ့ဒီတိုင်းပဲမှတ်ဖះကိုးကွယ်တယ်ဆိုတာအဲ့ဒီတိုင်းပဲမှတ်ဆေးတော့မှယောဂပြောက်တာလို့တရားကျင့်မှဒုက္ခအလွတ်ဒီတရားတိုင်းလိုက်နာမှဒုက္ခကလွတ်ဖះကိုကိုးကွယ်နေုံနဲ့ဒုက္ခကလွတ်မှာမဟုတ်ဖះကိုးကွယ်တယ်ဆိုတာဟာလည်းပဲဖះကိုကိုးကွယ်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်စိတ်မဖြစ်ဘူးလားဖြစ်ပါတယ်ဗျအဲ့ဒီကုသိုလ်စိတ်ဟာလည်းပဲဓမ္မကိုကျင့်သုံးတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့လားမှန်ပါဗျဖះစကားနားထောင်လို့ရှိရင်လည်းဓမ္မကိုကျင့်သုံးတယ်လို့ပြောလို့ရတယ်
ဆေးတောက်တာနဲ့တူတူပဲလို့ပြောရ မှန်ပါဗျာ သို့တော့ဒါကအခြေခံလေးလောက်သာရှိတာကိုတကယ်လက်တွေ့ကျင့်သုံးရမှာတော့ကိုယ်ကိုယ်တိုင်ကျင့်ရမယ့်တရားတွေကိုပြည့်ပြည့်ဝဝကျင့်သုံးမယ်ဆိုလို့ရှိရင်ဓမ္မကိုကျင့်သုံးခြင်းကြောင့်သာလင်ဆင်းရဲဒုက္ခကလွတ်မြောက်တာမှန်ဓမ္မတရဏံဂစ္ဆာမိမလုတ်ဖဲနဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိတခုတည်းနဲ့တန်တရားဝကလွတ်မှာမဟုတ်ဘူးဟုတ်ကလားဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတာဒီဓမ္မကိုတွေးရှိတဲ့ပုဂ္ဂိုလ်ကိုအားကိုးပါတယ်ဆိုတာဘာကိုအားကိုးတာတော့ဆိုဒီဖရာလမ်းညွှန်တဲ့အတိုင်းဒီဖရာဟောကြားတဲ့တရားကိုကျင့်သုံးမှမယ်ဆိုတဲ့အဓိပ္ပာယ်မရဘူးလားရပါတယ်ဗျာရတယ်နော်ကြည့်ပါလားမိဘကဆုံးမတယ်မိဘကဆုံးမတဲ့စကားကိုနားမထောင်ဘူးဟောနားထောင်တယ်နှမျိုးထွက်လာနားမထောင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးနားထောင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးနားထောင်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရသွားတယ်နားမထောင်သည့်အတွက်ကြောင့်ဒုက္ခဒီအမျိုးစုံကြုံရထို့တူပဲမြတ်စွာဘုရားကဆုံးမဩဝါဒပေးတာကိုလိုက်နာကျင့်သုံးမှုပြုတယ်အဲ့လိုက်နာကျင့်သုံးမှုပြုတာကိုကဓမ္မန္တရဏံကိစ္ဆာမိရဲ့အဓိပ္ပာယ်ပဲဓမ္မကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားကတကိုးနဲ့ပါဝါနဲ့တန်တရားဝကတို့ကောင်းကျိုးချမ်းသာတွေရဖို့တို့ဒီလိုကဲ့တင်နိုင်တာမျိုးမရှိဘူးတဲ့ယုတ်တိလည်းမရှိဘူးဒါမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ဟာဒီစကားကိုဟောထားတာရှိဘာမှမလုပ်ဖဲနဲ့ထိုင်ပြီးတော့ဘုရားရှိခိုးဆုတောင်းနေုံနဲ့ဘာရလာမှာတော့ဘာမှမရဘူးမြတ်စွာဘုရားကအေးဆုတောင်းလို့သာရမယ်ဆိုရင်တယောက်နဲ့တယောက်ဘယ်သူမှတာမှာမဟုတ်ဘူးတဲ့ဘာလို့ဆိုလူတိုင်းဆုတောင်းရမှာလေအလွန်လွယ်တဲ့အလုပ်တစ်ခုပဲဘုရားဥပမာတစ်ခုပေးထားတာဘလောက်ရှင်းလို့ဆိုလို့ရှိရင်တေဝိဇ္ဇတုတ်မှာဆိုပါစို့ကိုကဒီဘက်ကမ်းမှာမြစ်ကျယ်ကြီးအလဲကောင်ချားနေပြီးတော့ဟိုဘက်ကမ်းကိုသွားချင်တယ်သွားကျင်တဲ့အခါကျတော့ဆူတောင်းတယ်ဟိုဘက်ကန်းရဲ့ဒီဘက်ကန်းကိုရောက်လာပါဟိုဘက်ကန်းရဲ့ဒီဘက်ကန်းကိုရောက်လာခဲ့ပါလို့ဒီလိုဆူတောင်းနေုံနဲ့အဲ့ဒီပုဂ္ဂိုလ်ကဟိုဘက်ကန်းကိုရောက်သွားရဲ့လားမရောက်ပါဘူးဗျာမရောက်ဘူးဘာလို့ရမလို့ဆိုရင်လှေဖြစ်စေသင်္ဘောဖြစ်စေတခုခုရှာပြီးတော့ဟိုဘက်ကန်းကိုသူကိုယ်တိုင်ကူးရလိမ့်မယ်တဲ့နော်မှန်ပါသူကိုယ်တိုင်မကူးဘဲနဲ့ဟိုဘက်ကန်းကိုသူရောက်မှာမဟုတ်ဘူးတဲ့အေးအဲ့ဒါလိုပဲဓမ္မကိုမကျင့်သုံးမဲ့နဲ့ဘာမှရလာမှာမဟုတ်ဘူးဒါကြောင့်မို့အလုံးရထားတဲ့ခါထာလေးတစ်ပုဒ်ထဲကဟာလေးကိုအဓိပ္ပာယ်ပြောပြတပ္ပဗုဒ္ဓ ानु ဘဝေနသရတုခိဘဝန္တုတေဟောဘဝတုတပ္ပမင်္ဂလံရက္ခန္တုတပ္ပထေဝတာတပ္ပဗုဒ္ဓ ानु ဘဝေနသရတုခိဘဝန္တုတေလို့ဆိုတဲ့ခါထာလေးရှိတယ်အဲ့ဒီခါထာလေးထဲမှာတပ္ပဗုဒ္ဓ ानु ဘဝေနအလုံးစုံသောဘုရားရှင်တို့ရဲ့အစွမ်းတည်သောအာနုဘော်ကြောင့်တရာခခသိဒုက္ခိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေလို့ဒီလိုတချို့အဓိပ္ပာယ်ပြန်ရတယ်အဲ့ဒါလိုအဓိပ္ပာယ်ပြန်ရင်ဘယ်လိုအဓိပ္ပာယ်ရသွားတော့ဆိုရင်မြတ်စွာဘုရားရဲ့အစွမ်းတကူကြောင့်ချမ်းသာပါသည်ဆိုတော့ဘုရားကသူ့ရဲ့တကူအာနာပါဝါကိုအသုံးပြုပြီးတော့တတ္တဝါတွေကိုကယ်တင်တယ်ဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါတယ်ဗျာအဲ့ဒီအဓိပ္ပာယ်ပြန်ဆိုချက်ကမမှန်ဘူးတဲ့ဒါကြောင့်မို့ပြန်ဆိုရမှာကဘာတော့ဆိုရင်တပ္ပဗုဒ္ဓ ानु ဘဝေနအလုံးစုံသောဘုရားရှင်တို့ရဲ့ဂုဏ်ကိုအာယုံပြုကရှ िख ိုးပူဇော်ရတဲ့ကုသိုလ်စေရနာရဲ့အစွမ်းအာနုဘော်ကြောင့်တရာတုခိဘဝန္တုတေအစင်ထာဝရချမ်းသာဒုက္ခရပါစေလို့ဆိုတော့အဲ့ဒါကြတော့ဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ပြောတာဓမ္မကိုပြောတာအဲ့ဒါဟုတ်ကဲ့ဓမ္မရဲ့အစွမ်းအာနုဘော်ကြောင့်ကုသိုလ်ဆိုတာဓမ္မပဲမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့ပူဇော်လိုက်ရတဲ့ကုသိုလ်စေရနာစွမ်းအားအဲ့ဒီကုသိုလ်စေရနာစွမ်းအားကြောင့်ချမ်းသာဒုက္ခရပါစေဆိုတာ
အဲ့ဒီအဓိပ္ပာယ်ကမှဗုဒ္ဓဘာသာနဲ့မှန်ကန်တဲ့ပြန်ဆိုချက်လို့ဒီလိုအဓိပ္ပာယ်မှားဒါကြောင့်မို့လို့တစ်ခုနဲ့တစ်ခုခွဲလို့မရဘူးเนาะဘုရားကိုကိုးကွယ်တယ်ဆိုတာအကြဉာဏ်တရားဓမ္မလမ်းညွှန်မှုကိုပြုလို့မြတ်စွာဘုရားကိုကိုးကွယ်တာဓမ္မဆိုတာဘုရားဟောတဲ့အတိုင်းလိုက်နာကျင့်သုံးရမယ်တကယ်ကျင့်သုံးရမယ်ဟာကဓမ္မသံဃာဆိုတာအဲ့ဒီဓမ္မကိုပေါက်ပေါက်ရောက်ရောက်ကျင့်သုံးထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်တွေကလေးစားလိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုပြုရမယ်ပုဂ္ဂိုလ်တွေဆိုပြီးတော့ကုသိုလ်ပြုเสียပုဂ္ဂိုလ်တွေအနေနဲ့ကိုးကွယ်တာလို့အဲ့တော့ဓမ္မန္တရဏံကိစ္ဆာမိဓမ္မကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာတရားကိုကျင့်သုံးတာဒီသာလင်ဓမ္မကိုကိုးကွယ်တယ်လို့မှတ်ရသူ့ရဲ့အဓိပ္ပာယ်ကအဲ့တော့အထက်ကရာဆရာများကဖွင့်ထားတယ်ဓမ္မဟာဘယ်လိုကိုးကွယ်ရဖြစ်တယ်လဲလို့ဆိုရင်ဘဝကန္တာရာနေထာရဏေနအတ္တသဒ္ဓနေနသဓမ္မောတဲ့မြတ်စွာဘုရားဒီအထက်ကရာတွေမှာရှင်းပြီးတော့ပြထားတဲ့စကားတစ်ခုဘဝကန္တာရာဘဝဒီဟုသောကန္တာရာမှာနေထာရဏေနထုတ်ဆောင်ပေးခြင်းအားဖြင့်ဓမ္မောဓမ္မဟာတရဏံကိုယ်ွယ်တိုက်တဲ့ဓမ္မဖြစ်ပါတယ်ကြည်ဓမ္မရဲ့စွမ်းရည်ကဘာလို့ဆိုရင်ဘဝကန္တာရကနေပြီးတော့ထုတ်ဆောင်ပေးတယ်ဒီမှာကြည့်ရင်ဖယားကဘဝကန္တာရကထုတ်ဆောင်ပေးတာမဟုတ်ဘူးဓမ္မကဘဝကန္တာရထုတ်ဆောင်ပေးတာဓမ္မကတိုက်ရိုက်ခုနလိုပဲလူတွေယောဂပျောက်ခြင်းဘာလို့ရတာတော့ဆေးတောက်ရဆေးကမှယောဂကိုပျောက်စေတာဒါဖြင့်ဒီဆေးကိုဘယ်သူတွေ့တာတော့ဘယ်သူကပေးတာတော့ဆရာဝန်ကပေးတာအဲ့ဒီတိုင်းပဲဆေးမတော့ရင်ယောဂမပြောက်တယ်လို့ပဲတရားမကျင့်ရင်ဘဝကန္တရာလွတ်မြောက်မှာမဟုတ်ဘူးအဲ့တော့အမြင့်ဆုံးကိုပြောမယ်ဆိုရင်ဘဝကန္တရာနေထရဏေနဘဝကန္တရာဘဝဒီဟုသောကန္တရခရီးခဲ့ကြီးမှနေထရဏေနထုတ်ဆောင်ကဲ့တင်ပေးခြင်းအားဖြင့်ဓမ္မောဓမ္မဟာတရဏံကိုးကွယ်ရသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏ဘဝသည်ဘဝဆိုတဲ့ကန္တရခရီးခဲကြီးကနေပြီးတော့လွတ်မြောက်အောင်ထုတ်ဆောင်ပေးတာဘယ်သူလဲဆိုရင်ဓမ္မဒါဖြင့်ဓမ္မကဘဝကန္တရကထုတ်ဆောင်အောင်ဆိုလို့ရှိရင်ကိုကဘာလုပ်ရမှာတော့ဓမ္မကိုကျင့်သုံးရမှာတဲ့ဟုတ်ကဲ့လားမှန်ပါဗျာကဲဓမ္မဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နှစ်ခုကြည့်ရအောင်အချင်းချုပ်အားဖြင့်ဓမ္မဆိုတာကုသလဓမ္မအကုသလဓမ္မလို့ရှိတယ်ဓမ္မဆိုတာတဘာဝတရားအကုသလဓမ္မနဲ့ကုသလဓမ္မလို့ဒီနှစ်ခုမှတ်တယ်မြန်မာလိုတော့အကုသိုလ်နဲ့ကုသိုလ်ပေါ့အဲ့ဒီအကုသလဓမ္မရဲ့တဘာဝကဘာလို့ဆိုရင်အကုသလတာဝိဇဒုက္ခဝိပါကလက္ခဏာအကုသလအကုသိုလ်ဆိုတဲ့တရားတွေဟာတာဝိဇဒုက္ခဝိပါကလက္ခဏာအပြစ်ရှိတယ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုထုတ်လုပ်တတ်တယ်ဒါသူ့ရဲ့ nature ပဲဟုတ်ကဲ့လားသူ့ရဲ့ characteristic လို့ခေါ်တယ်သူ့ရဲ့ individual characteristic သူ့ရဲ့သဘာဝကဘာတော့အပြစ်ရှိတယ်အပြစ်ဆိုတာမဟုတ်တာဖြစ်စေတတ်လို့သူအပြစ်တင်ရအပြစ်တင်เสียဖြစ်တယ်ပြစ်ရှိတယ်အပြစ်ရှိရုံနဲ့မကဘူးဒုက္ခဝိပါကသူ့ရဲ့အကျိုးကျေးဇူး result ဟာလည်းမကောင်းဘူးတဲ့ဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တယ်ဟောဒါအကုသလဓမ္မရဲ့သဘာဝပဲအဲ့ဒီအကုသလဓမ္မကြတော့မြတ်စွာဘုရားကအကုသလံဘိက္ခဝေပဇေဟထဘိက္ခဝေจิตာယဟန်တို့အကုသလံအကုသိုလ်ကိုပဇေထပယ်လိုက်ကြလောအဲ့ဒါကိုမလုပ်ကြနဲ့ပယ်တယ်ဖယ်ဆိုဒါလည်းဓမ္မကျင့်သုံးတာပဲ
အကုသိုလ်တရားကိုရှောင်ကြရှားကြဖယ်ထုတ်ကြကဲအကုသိုလ်ဆိုတာဘာတွေတုံးတပည့်တော်တို့အကုသိုလ်ဆိုတာဘာတွေတုံးလို့အဘိဓမ္မာသဘောအရပြောမယ်ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရား14မျိုးရှိတယ်နော်အဲ့ဒီ14မျိုးရှိတယ်အဲ့ဒါတွေကိုဖယ်ခိုင်းတာအဲ့14မျိုးထဲမှာအဓိကဘာလို့ဆိုရင်3ခုလောဘရဲ့ဒေါသရဲ့မောဟလောဘဆိုတာမျက်စိကမြင်တဲ့အာယုံနားကကြားရတဲ့အသံနှာခေါင်းကနမ်းရှူရတဲ့အနတ်လျှာကလည်းရရတဲ့အရသာခန္ဓာကိုယ်ကထိရတဲ့အထိတွေ့စိတ်ကူးရတဲ့စိတ်ကူးချက်တွေပေါ်မှာတွေ့တာမှုလိုချင်မှုမမောမှုဒါလောဘလို့ခေါ်တယ်ကဲကိုယ်တဏ္ဍာမှာလောဘဖြစ်သလားမဖြစ်ဘူးလားဆိုမျက်စိကနေပြီးတော့ကြည့်လိုက်မြင်တဲ့အာယုံလေးပေါ်မှာအိုးသဘောကျသွားပြီထပ်တလဲလဲကြည့်ချင်စိတ်ပေါက်ရင်ဘာဖြစ်တာခေါ်တော့လောဘဖြစ်တယ်လောဘဖြစ်တာလို့ခေါ်တယ်သူကလည်းသူ့အတိုင်းတာလေးနဲ့သူသွားတာဒါလောက်ကလေးနဲ့တော့အပင်ငရဲကျသွားအောင်သူကမစွမ်းဆောင်မှုပေါ့ဟုတ်ကဲ့လားသူ့အတိုင်းတာလေးတွေနဲ့သူရှိတယ်ဆိုပါစို့အစိတ်ပဲဖြစ်စေနည်းနည်းလေးစားရင်ဘာမှဖြစ်ဘူးမဟုတ်လားမတဲ့တာလေးတွေလူတွေစားတတ်ကြတယ်လေနည်းနည်းလေးစားရင်ဘာမှဖြစ်ဘူးများများစားမှဖြစ်တယ်လို့လောဘကလည်းကိုယ်တဏ္ဍာမှာအခုလို့အားသေးသေးလေးဖြစ်နေသေးလို့ရှင်သူကတော့ဟိုမကောင်းကျိုးကတော့ပေးမှတော့သိချတယ်သို့တော့ချက်ချင်းပေးနိုင်တဲ့စွမ်းအားသူမှမရှိသေးဘူးပေါ့ကကြည့်လေမျက်စိကနေနှစ်သက်စရာအာယုံမြင်တိုင်းလိုချင်တဲ့စိတ်ပေါ်သလားမပေါ်ဘူးလားပေါ်ပါတယ်ဗျာအဲ့ဒါလို့အာယုံဖြစ်လာတိုင်းဒီလောဘပေါ်နေရတာဟာအနုတ္တယလို့ခေါ်တယ်ဟုတ်ကဲ့လားပါပါအနုတ္တယဓာတ်အနေနဲ့ကိမ့်သွားပြီကိမ့်သွားတော့ဒီအာယုံနဲ့ဒီမျက်စိနဲ့ဆုံလိုက်တာနဲ့တပြိုင်နက် तू ကလာတော့တာပဲတေချာပေါက်လာတော့တာတေချာပေါက်လာတယ်ဆိုကြတဲ့ကဒီစိတ်အစဉ်ထဲမှာ तू ကိန်းနေတယ်လို့ तू ရှိနေတယ်လို့ပြောလို့မရဘူးလားရပါတယ်ဥပမာဆိုတော့ရှိနေတယ်ဆိုတဲ့နေရာမှာအနုတ္တယဓာတ်အနေနဲ့ရှိတယ်ဖြစ်နိုင်တဲ့ possibility အနေနဲ့ရှိတယ်လို့ပြောတာဥပမာပဲမီးချစ်ဖူးထဲမှာမီးတော့မရှိဘူးသို့မဟုတ်မီးဖြစ်နိုင်တဲ့အရာရှိနေတယ်ဟုတ်ကဲ့လားဟုတ်လားပါနောက်ထပ်အကြောင်းတစ်ခုပေါ်လိုက်တာနဲ့တပြိုင်နက်မီးမဖြစ်လာဘူးလားဖြစ်လာပါတယ်တရားကလက်ကလေးနဲ့ဖိပြီးတော့ချက်လိုက်တာနဲ့မီးရဖြစ်လာတယ်ဖြစ်နိုင်တဲ့အနေထားရှိလို့ဖြစ်တာလေအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်လက်ဝါးနှစ်ခုကိုပုတ်ကြည့်ပါလားမီးထွက်ပါမလားထွက်ပါဘူးမထွက်ဘူးဘာဖြစ်လို့တော့ဆိုရင်ဖြစ်နိုင်တဲ့အနေထားမရှိဘူးအနုတ္တယဆိုတာအဲ့ဒါမျိုးခေါ်တာနော်အနုတ္တယဆိုတာအကြောင်းတစ်ခုဝင်လာတာနဲ့တပြိုင်နက်အခြေအနေတရားဟာဖြစ်ပေါ်လာအဲ့ဒါအနုတ္တယဆိုပါစို့နှစ်သက်စရာအာယုံတစ်ခုကိုမျက်စိကမြင်လိုက်တာနဲ့လောဘဖြစ်နေကြဆိုလောဘတန်းဖြစ်တော့တာအဲ့ဒါကိုစာပေကအနုရူပံကာရဏံလဘိတဝဥပ္ပစ္စတိတဲ့သင်လျော်သောအကြောင်းနဲ့ဆုံးလာလို့ရှိရင်ဆိုလိုတာကအကူအညီပေးမဲ့အကြောင်းတစ်ခုပေါ်လာတာနဲ့တပြိုင်နက်ဒီဟာဖြစ်လာလိမ့်မယ်လို့ပြောတာကြည့်မိချစ်ထဲမှာ gas ရှိတယ်ဖိပွက်เสียကြောက်လုံးနဲ့တန်တုံးရှိတယ်ဟောသုံးခုရှိမနေဘူးလား condition အကျဉ်းအားဖြင့်ပြောမှဆိုရင်ဟုတ်ကဲ့လား gas ရှိတယ်ဘိန်းလုံးရှိတယ်အောက်ကအမာခံရှိတယ်နောက်တစ်ခုထပ်ထည့်လိုက်တယ်လူရဲ့ဖိအားတစ်ခုထပ်ထည့်လိုက်တဲ့အခါ၄ခုဖြစ်မသွားဘူးလားဖြစ်သွားပါအဲ့ဒီ၄ခုစုံလိုက်တာနဲ့တပြိုင်နက်မီးဖြစ်လာတာဟောအဲ့ထက်ပဲအဲ့ဒီအဓိပ္ပာယ်ပဲအနုတ္တယဆိုတာမျက်စိနဲ့ရူပယုံဆုံလိုက်တာနဲ့တပြိုင်နက်လောဘလေးဖြစ်လာတယ်နှစ်သက်စရာအာယုံဆိုရင်လောဘဖြစ်လာတယ်ဟိုကိုမကြိုက်တဲ့အာယုံမျက်စိထဲမှာလာပြီးတော့ပေါ်လာလို့ရှိရင်လေဒေါသဆိုတာမဖြစ်ဘူးလားဖြစ်ပါတယ်ဖြစ်လာတယ်ဟောကိုမနှစ်သက်တဲ့အာယုံတစ်ခုနဲ့ဆုံတိုင်းဒေါသဖြစ်တယ်ကိုနှစ်သက်တဲ့အာယုံနဲ့ဆုံတိုင်းလောဘဖြစ်တယ်ဆိုတော့လောဘတွေဒေါသတွေကအကျင့်ကြီးအနေနဲ့ပါနေတာအဲ့ဒါကိုအနုတ္တယလို့ပြောတာနော်မှန်ပါပါအချိန်တိုင်းလာနေမှာပဲဒီတိုင်းသူတို့လာကြတဲ့က
လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဆိုကြတဲ့ကထိုအာယုံရဲ့တဘာဝအမှန်ကိုသိလို့ဖြစ်တာလားမသိလို့ဖြစ်တာလားမသိလို့ဖြစ်တာမသိလို့ဖြစ်တာမောဟကလာနေပြီသားအမှန်ကိုမှန်းထင်တယ်ဆိုပါစို့နှစ်သက်စရာအာယုံမဟုတ်ဘဲနဲ့နှစ်သက်စရာအာယုံဆိုတဲ့မှားရွက်တဲ့အမြင်သူ့မှာရှိသွားတယ်မနှစ်သက်စရာအာယုံဆိုတဲ့မှားရွက်တဲ့အမြင်ရှိတယ်ဟောအဲ့ဒီမှားရွက်တဲ့အမြင်မောဟအမြင်ဟာမောဟပဲအဲ့ဒီမောဟဖြစ်လာသည့်အတွက်ကြောင့်လောဘကနောက်ကလိုက်လာတယ်ဒေါသကနောက်ကလိုက်လာတယ်အဲ့ဒါတွေကအကုသိုလ်တွေပဲအဲ့ဒီအကုသိုလ်ကိုတာဝိစ္စဒုက္ခဝိပါကလက္ခဏာအပြစ်ရှိတယ်တဲ့မကောင်းတဲ့အကျိုးကိုပေးမယ်တဲ့ဟုတ်ကဲ့လားမှန်လားကဲဒါဖြင့်လောဘဖြစ်တာနဲ့ဗျာမကောင်းတဲ့အကျိုးပေးတယ်ကောင်းတဲ့အကျိုးရောမပေးဘူးလားလို့တချို့ကလောဘဖြစ်လို့ထိုပစ္စည်းရလို့မှုနဲ့ရယူတော့ကိုယ်မှာသုံးရပြုရဆွဲရဒါချမ်းသာဒုက္ခမရဘူးလားလို့ဒီလိုထွက်ကောင်းတွက်လိမ့်မယ်အပြစ်ဆိုဒီမှာကြည့်လေလောဘဖြစ်လာလို့ရှိရင်ပစ္စည်းတစ်ခုခုပေါ်မှာလောဘဖြစ်ပြီးတော့တွေ့တာနေတာနဲ့ပစ္စည်းတစ်ခုမတွေ့တာဘူးဆိုတဲ့ပစ္စည်းနှစ်ခုကိုရွေးကြည့်လိုက်ဒီပစ္စည်းကကိုယ်ကတွေ့တာတယ်ဟိုပစ္စည်းကကိုယ်ကမတွေ့တာဘူးတွေ့တာတဲ့ပစ္စည်းနဲ့မတွေ့တာတဲ့ပစ္စည်းနှစ်ခုရှင်ထားနှစ်ခုစလုံးပျောက်သွားတယ်ပျက်စီးသွားတယ်ဆိုတာဘယ်ပေါ်မှာသူတောကဖြစ်မလို့တွေ့တာတဲ့ပစ္စည်းပေါ်တွေ့တာတဲ့ပစ္စည်းပေါ်မှာသူတောကသွားဖြစ်တယ်ဟုတ်ကဲ့လားပါပါအဲ့ဒါဟာဒုက္ခဝိပါကပေါ့တောကဖြစ်တယ်ဆိုတာကောင်းကျိုးလားဆိုးကျိုးလားဆိုးကျိုးပါပဲဆိုးကျိုးရင်နဲ့ပူတယ်ဆိုတာတောကလေရင်နဲ့ပူလောင်တဲ့တောကဖြစ်လာတဲ့ဆိုတဲ့ကဒါကခုတွေ့တာသည့်အတွက်ကြောင့်တွေ့တာတဲ့ပစ္စည်းပျက်စီးသွားလို့ရှိရင်သို့မဟုတ်ပျောက်ဆုံးသွားရင်တောကဖြစ်လာတယ်မတွေ့တာတဲ့ပစ္စည်းကြတော့ကိုယ်နဲ့အဆက်အသွယ်မရှိတဲ့မတွေ့တာတဲ့ပစ္စည်းကြတော့တောကမဖြစ်ဘူးဆိုတော့ကဲဒီပစ္စည်းနှစ်ခုတူတူပဲကိုတွေ့တာတဲ့ပစ္စည်းကကိုယ်ကိုတောကကိုဖြစ်စေတယ်ကိုမတွေ့တာတဲ့ပစ္စည်းကတော့ကိုယ်ကိုတွဲကကိုမဖြစ်စေဘူးဆိုတော့ပစ္စည်းကဖြစ်စေတာလားကိုယ်တဏ္ဍမှာရှိတဲ့လောဘကတောကကိုဖြစ်စေတာလားလောဘကတောကကိုဖြစ်စေလောဘကဖြစ်စေတာဟုတ်ကဲ့မတွေ့တာဘူးဆိုလို့ရှိရင်ဘယ်ပစ္စည်းမှမတွေ့ဘူးဆိုရင်တောကလာအောင်မလားမလာပါဘူးမလာဘူးတဲ့တရားရဲ့သဘောဟာဘယ်သူမှမျက်နှာမလိုက်ဘူးဟုတ်ကဲ့လားတဘာဝတရားဒီတိုင်းပဲရှိတယ်ပေါ့အဲ့ဒါကိုပြောတာတာဝိဇ္ဇအပြစ်ရှိတယ်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးဒုက္ခသူ့အတိုင်းတာလေးနဲ့သူဒုက္ခပေးတာပဲလေဒါဒီတောကဖြစ်ရတယ်ဆိုတာသူ့အတိုင်းတာလေးနဲ့သူဒုက္ခပေးတာကဲလောဘကတိတ်ကြီးလာပြီတဲ့ကိုပစ္စည်းတွေမကဘူးသူများပစ္စည်းရယူခြင်းနဲ့လောဘထီအောင်တက်လာပြီဆိုလို့ရှိရင်တခိုးဆိုပြီးဝိုင်းရိုက်မခံရဘူးလားခံရပါတယ်ဟောဒုက္ခဝိပါကဘလောက်များလာလဲနောင်ကြတဲ့အခါကျတော့သူများပစ္စည်းခိုးခဲ့သည့်အတွက်ကြောင့်တဲ့အရိဏဒါနကံတွေထိုက်ပြီးတော့ဖြစ်လျက်ဘဝမှာလူမွဲဘဝကြီးပဲရောက်တယ်ရသမျှပစ္စည်းတွေကလည်းရေမီမင်းခိုးသူမချစ်မနေတဲ့သောမွေကံသားဆိုသမီးဆိုရန်သူမျိုး၅ပါးကြောင့်ပျက်စီးရတယ်ဆိုတဲ့ဘဝတွေချိန်ကြုံရဟောဒါဒုက္ခဝိပါကပဲဟုတ်ကဲ့ဒါဘယ်သူကဖြစ်စေတာတုံးဆိုလို့ရှိရင်လောဘကဖြစ်စေတာလောဘဆိုတဲ့အကုသိုလ်ကဖြစ်စေတာပဲကဲဒေါသဆိုတဲ့အမုန်းတရားကိုကြည်အောင်အာယုန်တစ်ခုကိုကြည်ပြီးတော့တတ္တဝါကိုပဲဖြစ်စေပစ္စည်းတစ်ခုပေါ်မှာပဲဖြစ်စေကိုမကြိုက်တဲ့အရာမျက်စိကမြင်လိုက်ရင်ဒေါသဖြစ်လာတယ်စိတ်ထဲမှာမကြေမနပ်ဖြစ်လာတယ်ဟုတ်ကဲ့လားအဲ့ဒီမကြေမနပ်ဖြစ်လာတဲ့ဆိုကြတဲ့ကထိုလူရဲ့ငြိမ်းချမ်းတဲ့စိတ်ကလေးရှိသေးလားမရှိပါဘူးအဲ့ဒီကြတဲ့ကသူကဒုက္ခဝိပါကလို့ခေါ်တာနော်ဒုက္ခပေးပြီအဲ့ဒီကြတဲ့အစဒုက္ခပေးတာအေးဒါဘယ်သူကဒုက္ခပေးတာတုံးဆိုရင်ဒေါသကဒုက္ခပေးတာအဲ့ဒီကနေဆက်ပြီးတော့စဉ်းစားလိုက်လို့မကျေနပ်မှုတွေကထိမ့်မထားနိုင်ဘူးလူတယောက်ကိုမကျေနပ်လို့ဒေါသကိုမထိန်နိုင်ဘူးဆိုတဲ့အခါကျတော့နေမဲငဆဆဲတဲ့အခါမှာပြဿနာတွေတက်မလာဘူးလားတက်လာပါတယ်အဲ့ဒါပို့ပြီးတော့ကြီးလာတဲ့ဒုက္ခတွေဖြစ်စေအေးအဲ့ဒါတွေမကဘူးမထိန်နိုင်လို့သူများကိုရိုက်လားနဲ့လားတတ်လားပုတ်လားတွေလှုပ်လာတဲ့အခါကျတော့အမတန်ကြီးလေးတဲ့ပြဿနာတွေတက်လာပြန်တယ်နောက်ဆုံးကျတော့ဒေါသကိုအကြောင်းပြုပြီးအပင်ငယ်ရဲ့မှာ
ကြာရောက်တာတို့ဖြစ်လျာဘဝမှာအယုတ်ဆိုးအကြီးတန်းဖြစ်တာတို့အိုးလူမုန်းများတာတို့ဆိုတဲ့အပြစ်တွေကဆုံးနိုင်အောင်မရှိအောင်ခံရတယ်ဟောဒီဒေါသအဲ့ဒါဘယ်သူကလှုပ်ပေးတာတော့ဆိုဒေါသလှုပ်တာပဲအဲ့ဒါကိုပြောတာတာဝိဇ္ဇဒုက္ခဝိပါကအပြစ်ရှိတယ်တဲ့မကောင်းတဲ့အကျိုးတွေကိုပေးတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကတွေးထားတာလောကကြီးမှာဒါတွေရှိနေတယ်ဒါတွေဟာလောဘတို့ဒေါသတို့မောဟတို့ဆိုတာအကုသိုလ်တရားတွေဒီအကုသိုလ်တရားတွေရှိနေတယ်ဆိုတာမြတ်စွာဘုရားသိတယ်ဒါကြောင့်မို့လို့ရှိနေတဲ့ဒီအကုသိုလ်တရားတွေဟာလူတွေပေါ်မှာဆိုးကျိုးတွေကိုဖန်တီးပေးနေတဲ့သဘာဝတရားတွေဖြစ်လို့အဲ့ဒီအကုသိုလ်တရားတွေကိုမင်းတို့လက်မခံညာနဲ့ဖယ်ရှားကြစွန့်ပစ်ကြလို့ဟောတာဟာအဲ့ဒါကိုဖယ်ရှားစွန့်ပစ်လိုက်ခြင်းဒီပဲလေဓမ္မန္တရဏံကိစ္ဆာမိမဟုတ်ဘူးလားဟုတ်ပါတယ်ကဲယောဂတစ်ခုပျောက်ခြင်းရင်ဘာလို့ရစေးစားရထို့တူပဲအကုသိုလ်ကိုဖယ်ရှားခြင်းလို့ရှိရင်ကုသိုလ်နဲ့ဖယ်ရှားအမောင်ကိုဖယ်ရှားခြင်းဘာနဲ့ဖယ်ရှားတော့အလင်းနဲ့ပဲအလင်းနဲ့ဖယ်ရှားသူ့ဟာနဲ့သူပဲရေးကြောင့်ဖြစ်တဲ့အညစ်အကြေးတွေဘာနဲ့ဆေးရေနဲ့ပဲဆေးရေနဲ့ပဲပြန်ဆေးရအညစ်အကြေးရေနဲ့ဆေးတယ်အကုသိုလ်ဆိုတဲ့အညစ်အကြေးတွေတာဝိဇ္ဇအပြစ်ရှိပြီးဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးတယ်ဆိုတဲ့အကုသိုလ်တွေဖယ်ရှားပြစ်ခြင်းနဲ့ဆေးကြောပြစ်ခြင်းနဲ့ဆိုရင်ကုသိုလ်တော့ကုသိုလ်နဲ့လားဒါလည်းကုသိုလ်ကဓမ္မ practice ကုသိုလ်သည်ကုသလာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့သဘာဝလက္ခဏာရှိတယ်တဲ့ဒါသူ့ nature သူ့ရဲ့သဘာဝပဲသူ့ရဲ့သဘာဝဘုရားကလှုပ်ထားတာမဟုတ်ဘူးမြတ်စွာဘုရားကတွေ့တာဒါတွေကိုသိတာဒါကြောင့်မို့ဗုဒ္ဓလို့ခေါ်တာဗုဒ္ဓဆိုတာသိသူဒါတွေကိုသိတာတတ္တဝါတွေကြတော့မသိဘူးတာမန်ပုဂ္ဂိုလ်တွေကဒါတွေကိုမသိဘူးမသိတော့မကောင်းတာကိုအကောင်းထင်ပြီးလုပ်ကြတယ်လေဆိုတော့အကောင်းထင်လုပ်တယ်ဆိုရင်ကြည့်တတ္တဝါလေးတွေတတ်ပြီးတော့စားတယ်ဩကြက်သားဟင်းနဲ့စားမိန်နဲ့ငါးဟင်းနဲ့စားမိန်နဲ့ဆိုရင်တတ္တဝါတွေဆိုတာလူစားဖို့တို့လှုပ်ထားတယ်တို့ဘုရားသခင်ကလူစားဖို့ဖန်တီးထားတယ်တို့ဒီအတွေးတွေနဲ့တတ်စားခြင်းလို့ပဲတတ်ကြည့်ပန္နာတိပါဒအမှုတွေကိုလုပ်ရင်ဒီဘဝတော့မြိန်လေးခံစားရတယ်လို့ထင်ပေမဲ့လို့ထိုတတ်မှုဖြတ်မှုရဲ့အကုသိုလ်ကံခံရပြီဆိုလို့ရှိရင်ဟောလာလိမ့်မယ်ဝတ်ဆိုတာအတုံးလှဲ့ပဲဟုတ်ကဲ့လား reaction ဆိုတာဒီကောင်လေးတွေကိုကိုယ်ကတတ်လို့ရှိရင်နောက်တန်တရားမှာကိုကလည်းအဲ့ဒီအကောင်မျိုးလေးတွေမဖြစ်ပေဘူးလားဖြစ်ပါတယ်ဖြစ်ရင်တတ်ခံရပြန်တလှဲ့ဝတ်ဆိုတာဆုံးစမရှိလဲပတ်ပြီးတော့နေတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအကုသိုလ်ဆိုမလုံးနဲ့တဲ့ကြည်ဝကြွေးဆိုတာကလိုက်တတ်တယ်တဲ့တာဝတိပြည်မှာအမျိုးသမီးတယောက်သူကသားသမီးမထွန်းကားတော့သားသမီးထွန်းကားတဲ့အမျိုးသမီးတယောက်နဲ့သူ့ရဲ့အိမ်သားကိုအိမ်အောင်ပြုတ်ပေးပြီးသို့တော့အဲ့ဒီသားသမီးထွန်းကားတဲ့အမျိုးသမီးကိုယ်ပြက်အောင်သူကလှုပ်ခဲ့တယ်နောက်ဆုံးသေကန်ဤကြတော့အဲ့ဒီအမျိုးသမီးကဆူတောင်းသွားတယ်နင်းတင်းအတွက်ကြောင့်ငါမှဒုက္ခရောက်ပြီးတော့ငါပါသေရတော့မယ်ငါကလေးလည်းသေမယ်ငါလည်းသေမယ်နောက်မောကကြလို့ရှင်သားသမီးနဲ့ကွာမင်းကိုစားနိုင်ရပါလို့ဤဆိုဟောဒေါသနဲ့စိတ်ထဲမှာအံ့ကျိတ်ပြီးခံသွားတာနောက်ဘဝကြတော့ဘာသွားဖြစ်တုံးဆိုခုနကအမျိုးသမီးကအိမ်မှာသွားပြီးတော့ဟုတ်လားကြက်မှသွားဖြစ်တယ်လှုပ်တဲ့ဟာကခုနကအလုတ်ခံရတဲ့အမျိုးသမီးကကြောင်မှသွားဖြစ်တယ်ကြက်နဲ့ကြောင်ဆိုဘယ်သူကစားမှာလဲကြောင်ကစားပါအဲ့ဒါလို့ဒုက္ခပြန်ပေးတယ်ဟုတ်ကဲ့လားလူဘဝတုန်းကသေအောင်လှုပ်တဲ့အမျိုးသမီးကကြက်မှဖြစ်သွားပြီးတော့သေသွားတဲ့အမျိုးသမီးကကြောင်မှသွားဖြစ်တယ်ဟောစားအဲ့ဒီကနေတစ်ခါသေသွားတဲ့အခါကျတော့တလှဲ့စီတယောက်ကတမင်သွားဖြစ်ပြီးတယောက်ကကျက်သစ်သွားဖြစ်ပြန်တယ်စားကြပြန်ရောဟောနောက်ဆုံးကြတော့တယောက်ကလူဖြစ်တယ်တယောက်ကဘလူးဖြစ်တယ်စားပြန်ရောအဲ့ဒီမှာမဆုံးနိုင်အောင်သွားတာကြည့်နော်မဆုံးနိုင်အောင်ဖြစ်တယ်အဲ့ဒါလို့အပြန်အလှန်
ဒီအကုသိုလ်မှုတွေကိုပြုလုပ်လို့ရှိရင်တော့အပြန်အလှန်ဒုက္ခတွေကလာနေတယ်ဆိုတာဒီဒုက္ခတွေကဘလို့မှအဆုံးသတ်နိုင်အဆုံးသတ်နိုင်အဲ့တော့အဆုံးသတ်ဖို့အတွက်ကဘာလို့တုံးဆိုရင်ကုသိုလ်နဲ့ဖြတ်မှအကုသိုလ်ကရပ်တယ်တဲ့အမုန်းကိုမေတ္တာနဲ့အစတုံးအောင်လုပ်ရမယ်အမုန်းကိုမေတ္တာနဲ့အစမတုံးနိုင်လို့ရှိရင်အမုန်းတန်တရားကဆက်နေမှာပဲလာနေမှာပဲအမုန်းတန်တရားလဲနေတာကိုမေတ္တာနဲ့ဖြတ်မှပြတ်တယ်တဲ့နှုတ်ဆိုမပြတ်ဘူးတဲ့ဒါကြောင့်မို့လို့အကုသိုလ်ကိုဖယ်ရှားခြင်းဘာလို့ရမလို့ဆိုရင်ကုသိုလ်လုပ်ရမှာပဲကုသိုလ်လုပ်ဒါကြောင့်မို့လို့ဓမ္မန္တရဏံကိစ္ဆာမိရဲ့အဓိပ္ပာယ်ကဒါတွေကိုပြောတာနော်တရားကိုကိုးကွယ်တယ်ဆိုတာဒီတိုင်းပူဇော်နေတာဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးတရားကိုလက်တွေ့ကျင့်သုံးနေတာကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘကိုမဖြစ်အောင်ဘာနဲ့လှုပ်တုံးဆိုရင်လောဘမဖြစ်အောင်အလောဘကိုမိမိတဏ္ဍာမှာထူထောင်တယ်လောဘရဲ့ဆန့်ကျင်ဘက်အလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်ဘက်သဘာဝတရားတွေမိမိရဲ့တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်အလောဘဆိုတာ generosity ပေးခြင်းနဲ့ကမ်းခြင်းနဲ့လှူခြင်းနဲ့တန်းခြင်းနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာအတွေ့အတာမှုသိပ်ပြီးတော့မရှိဘူးစွန့်နိုင်တယ်လွတ်နိုင်တယ်ဟောဒီလိုဖြစ်လာသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအရာရာမှာနေအခုလိုကုသိုလ်လုပ်ကြတယ်ဆွမ်းကြီးလောင်းကြတယ်ဆိုရင်ဟောရှေ့တန်းကနေပြီးတော့သူကလှူတယ်ပါဝင်တယ်ဆိုရင်အများကသူ့ကိုမလေးစားဘူးလားလေးစားပါတယ်ဟောကုသိုလ်လုပ်တယ်ဆိုတာဒီဘဝတည်းမဲ့အနဝိစ္စဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုသူထုတ်လုပ်ပေးတယ်ဒီဘဝတည်းထုတ်လုပ်ပေးတယ်ဒါနကောင်းမှုကဒီဘဝတည်းမဲ့လူတွေရဲ့လေးစားမှုခံရတယ်ချီးမွမ်းမှုခံရတယ်ဒါကောင်းကျိုးမဟုတ်ဘူးလားမှန်ပါတယ်လူတွေချီးမွမ်းခံရင်လို့ပတ်စံပေးပြီးတော့လူတွေရဲ့ချီးမွမ်းကိုခံရင်လို့ရတာမှမဟုတ်တာဝယ်လို့ရတာမှမဟုတ်တာဒါကလူတွေကယင်ထဲကနှလုံးထဲကနေပြီးတော့ကြီးညိုလာတယ်လေးစားလာတယ်ဟောဒါဒုက္ခဝိပါကကောင်းကျိုးချမ်းသာကိုပေးတယ်အေးအလောဘဆိုတဲ့သဘာဝတရားသည်လောဘဆိုတဲ့အဆိုးတရားကိုဖယ်ရှားပြစ်လိုက်တယ်လောဘဆိုတဲ့အဆိုးတရားဖယ်ရှားပြစ်လိုက်ပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တယ်တဲ့လူလိုက်တန်းလိုက်သည့်အတွက်ကြောင့်ဖြစ်လျက်ဘဝတန်တရားမှာသူကချမ်းသာတယ်ကြွယ်ဝတယ်ပစ္စည်းဥစ္စာပြည့်တချို့ကတော့ထင်ကောင်းထင်လိမ့်မယ်ချမ်းသာတာကိုကြိုးစားလို့ရတယ်လို့ထင်တာမဟုတ်ဘူးတဲ့ကံမပါရင်ဘာလို့လို့မရဘူးကံရှိလို့ချမ်းသာဒုက္ခရတာထားပါတော့ဝိရိယအကျိုးမရှိဘူးလားဆိုရှိတယ်ဘဝတန်တရားမှာလူတွေဟာကြည့်လေတချို့ပုဂ္ဂိုလ်ကဆင်းရဲတဲ့အိမ်ရောက်သွားတယ်တချို့ပုဂ္ဂိုလ်ကချမ်းသာတဲ့အိမ်ရောက်လာတူမှမတူတာပဲမတူဘူးအဲ့ဒါဘယ်သူကလောက်တာတော့ဆိုကံကလောက်တာပဲအေးဒါကြောင့်မို့လို့အလောဘဆိုတဲ့ကုသိုလ်တရားမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားခြင်းဖြင့်အနဝိဇ္ဇာဒုက္ခဝိပါကအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုရနိုင်တယ်ထို့တူပဲအဒေါသအမုန်းကင်းတဲ့တရားတနည်းအားဖြင့်မေတ္တာအမုန်းကင်းတဲ့တရားအေးဘယ်သူမှမုန်းတီးခြင်းဆိုတဲ့ရန်လိုခြင်းဆိုတဲ့မုန်းတီးမှုရန်လိုမှုဆိုတဲ့အမုန်းတရားတွေကိုမိမိရဲ့နှလုံးသားထဲမှာမထားဘဲနဲ့အမုန်းကင်းစင်ပြီးတော့မေတ္တာသက်ဝင်ချစ်ခင်မှုဆိုတဲ့မေတ္တာတရားကိုစိတ်ထဲနှလုံးထဲမှာမွေးမြူထားတဲ့ပုဂ္ဂိုလ်ဟာကြည့်လေအပြစ်ကင်းပြီးချမ်းသာဒုက္ခရတယ်ဆိုတာကြည့်နေရာတကာမုန်းနေတဲ့ပုဂ္ဂိုလ်အမုန်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာနဲ့မေတ္တာနှလုံးရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာအလွန်ကွာခြားပါတယ်မေတ္တာရှင်ရဲ့မျက်နှာကပြုံးရွှင်ပြီးတော့နေတယ်ကြည်လင်းနေတယ်အေးမြနေတယ်ဟုတ်လားအမုန်းသမားရဲ့မျက်နှာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နှုတ်ခမ်းဆူလို့မျက်မှောင်ကျုပ်လို့ဟောအယုတ်ဆိုးအကြည့်တန်တဲ့မျက်နှာကိုတွေ့ရတယ်အဲ့တော့နှလုံးသားထဲမှာမေတ္တာဝင်နေတဲ့အချိန်နဲ့နှလုံးသားထဲမှာဒေါသဝင်နေတဲ့အချိန်ပေါ်လာတဲ့ရုပ်ပုံလွှာတွေဟာတူသလားမတူဘူးလားမတူပါဘူးဗျာမတူဘူးမတူဘူးဆိုကြတဲ့ဒီသဘာဝတရားနှစ်ခုဟာအဲ့ဒါမှကွဲပြားခြားနားမှုရှိတယ်ဒါကြောင့်မလို့မေတ္တာနှလုံးသားကိုမိမိရဲ့တဏ္ဍာမှာလူမျိုးမရွေးဘာသာမရွေးမေတ္တာထားနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာမေတ္တာနှလုံး
မေတ္တာနှလုံးသားဟာမိရဲ့မေတ္တာထဲမှာရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ထားဟာအမတန်မှကြည်လင်တယ်အေးမြတယ်စိတ်ထားကြည်လင်သည့်အတွက်ကြောင့်မျက်နှာကလည်းပြုံးရွှင်တယ်ပြုံးရွှင်သည့်အတွက်ကြောင့်သူ့မှာဆင်းရဲဒုက္ခဆိုတာအများနဲ့မတူအောင်ပေါ့ပါသွက်လက်သွားတယ်ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မဆိုးကင်းဆောင်ညင်းနှံများလူသားလိချစ်နတ်လိချစ်လျက်ဆိုတဲ့မေတ္တာအကျိုးတွေအဲ့ဒီပုဂ္ဂိုလ်မျိုးကရလာတာဒီဘဝရင်ရဒါကြောင့်လို့ဒါလက်တွေ့ရနိုင်တဲ့အကျိုးတရားတွေလေနောင်ဘဝဆိုတာအသာထားလက်တွေ့ရတဲ့အကျိုးတရားတွေမေတ္တာနှလုံးအဲ့ဒီမိမိရဲ့နှလုံးသားထဲမှာမေတ္တာတရားကိုတိဆောက်တာလိုက်နာကျင့်သုံးတာဒီပင်လင်ဓမ္မံတရဏံကိစ္ဆာမိပဲအဲ့ဒါလို့မလုပ်ဘူးဆိုရင်ဗဇက်ကဓမ္မံတရဏံကိစ္ဆာမိလို့ဆိုပြီးတော့အမုန်းတရားတွေကိုထားနေမယ်ဆိုရင်ဓမ္မံတရဏံကိစ္ဆာမိဖြစ်ပါမလားမဖြစ်ပါဘူးမဖြစ်နိုင်ဘူးတဲ့နော်ဒါအခြေခံတရားတွေကဒီတိုင်းရှိတယ်ထို့တူပဲအမောဟတဲ့အသိပညာတွေရှိဖို့လိုတယ်အသိပညာဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိရအ ਨੇ ဆုံးအောက်ထက်ဆုံးမလှုပ်တဲ့နာကိုရှောင်ဖို့လှုပ်တဲ့နာကိုလှုပ်ဖို့ဆိုတဲ့လှုပ်တဲ့မလှုပ်တဲ့ဒီနှစ်ခုခွဲခြားသိတဲ့အသိဉာဏ်မျိုးရှိရအဲ့ဒါရှိလာပြီဆိုရင်လှုပ်တဲ့နာမှာလှုပ်တယ်မလှုပ်တဲ့နာကိုမလှုပ်ဘူးဆိုသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တယ်တဲ့ဒါလည်းပဲအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာမမရွင်ရွင်နေနဲသွားပြီးတော့အသိဉာဏ်ပြေဝလာဟောကုသိုလ်တရားတွေဒါအခြေခံအားဖြင့်ဒီလိုရှိတယ်အဲ့ဒီကုသိုလ်တရားတွေမိမိတဏ္ဍာမှာလောဘကိုဖယ်ရှားအလောဘကိုမိမိတဏ္ဍာမှာတိဆောက်တယ်ဒေါသကိုဖယ်ရှားပြီးတော့မေတ္တာတရားအာရောသဆိုတဲ့မေတ္တာတရားကိုတိဆောက်တယ်မောဟဆိုတဲ့တရားကိုဖယ်ရှားပြီးအမောဟဆိုတဲ့ပညာတရားကိုမိမိတို့တဏ္ဍာမှာတိဆောက်တယ်ဆိုတာဓမ္မံတရဏံကိစ္ဆာမိပဲဓမ္မံတရဏံကိစ္ဆာမိအဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ပါဇက်ကဆိုတဲ့ဓမ္မံတရဏံကိစ္ဆာမိသည်ဟုတ်လားဒီလိုအကျိုးတရားတွေကိုထွက်ပေါ်လာစေမှာမဟုတ်ဘူးတဲ့အများကြီးဒါကြောင့်မို့တရားဆိုတာလက်တွေ့ကျင့်သုံးရတယ်ဒီတဲ့အစစ်မြင့်မြင့်ဓမ္မံတရဏံကိစ္ဆာမိဆိုတာဒီတဲ့အစစ်မြင့်သေးတယ်ခုနပြောတဲ့ဘဝကန္တာရာနိဋ္ဌာရဏေနအတ္တတဒါနေနာဘဝတည်းဟူသောကန္တာရကနေပြီးတော့ထုတ်ဆောင်ကဲဘဝကန္တာရဆိုတာဘာတော့ဆိုလို့ရှိရင်ကြည့်ဘုန်းကြီးတို့ရရှိထားတဲ့ဘဝကြီးဟာခြေနှက်เสียကောင်းတဲ့ဘဝလားလို့တေချာလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လွယ်လွယ်လေးနဲ့စဉ်းစားပါအများကြီးခက်အောင်မစဉ်းစားနဲ့ဘဝမှာအခက်အခဲတွေအများကြီးရှိတယ်ဆိုတဲ့အထက်မှာလောကလူမှုရေးစီးပွားရေးအခက်အခဲတွေအသာဖယ်ထားလူတိုင်းမကြုံရဘူးလူတိုင်းကြုံရတဲ့အခက်အခဲကဘာလို့ဆိုရင်တဖြည်းဖြည်းအိုးလာတာပတ်စံရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်ပတ်စံမရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်နော်အာနာရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်အာနာမဲ့တဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်ဟောလူဝကြောင့်တွေလည်းတဖြည်းဖြည်းအိုးလာတယ်ဘုန်းကြီးတွေလည်းတဖြည်းဖြည်းအိုးလာတယ်ရှောင်လွှဲလို့ရလားအဲ့ဒီပြဿနာကအမတန်ကြီးတယ်လို့ပြောရအောင်အိုခြင်းတရားဆိုတာကန္တာရတစ်ခုပဲကန္တာရဆိုတဲ့စကားလုံးကသူကခရီးထဲမှာအမတန်ခက်ခဲဖြတ်ဖို့ကြော်ဖို့ခက်တဲ့အရာကန္တာရလို့ခေါ်တာဖြတ်ကျော်ဖို့ရအတွက်အလွန်ခဲနေကဲလူတွေဟာဒါကြီးကိုကျော်လွှားနိုင်မှာမလားလာနိုင်ဘူးတဲ့မကျော်လွှားနိုင်လို့မှဒီကန္တာရခရီးခဲကြီးကိုဖြတ်ရတဲ့အခါမှာဘာတွေဖြစ်လာတော့ဆိုရင်ခေါင်းပေါ်ကသပင်တွေဖြူလာတယ်မျက်စိတွေမှုံလာတယ်သွားတွေတစ်ချောင်းပြီးတစ်ချောင်းကျိုးလာတယ်နောက်ဆုံးကြတော့မကောင်းတာတွေကများလာတယ်ကောင်းတာကနည်းလာတယ်ကြည့်ပြောကြတယ်လေမျက်စိကမကောင်းဘူးဟောနားကမကောင်းဘူးငယ်ငယ်လေးတော့ဘယ်သူမှမပြောဘူးအဲ့လိုနော်တက်ကြီးလာပြီဆိုရင်မကောင်းတဲ့စိတ်ရင်းတွေများမလာဘူးလားမျက်စိကလည်းမကောင်းနားကလည်းမကောင်းဒူးကလည်းမကောင်းခါးကလည်းမကောင်းဘယ်ကလည်းမကောင်းဘောကလည်းမကောင်းမကောင်းတာတွေအကုန်လုံးများနောက်ဆုံးကောင်းတာတစ်ခုမှမကြံရင်ရေဝေရောက်သွားတာပေါ့ဒါပဲမကောင်းတာများသလိုပဲမကောင်းတဲ့စိတ်ရင်းကတိုးလာသလိုပဲမတဲ့တာတွေကလည်းများလာငယ်ငယ်တုန်းကတော့ဘာစားဓမ္မောက်ထမင်းလည်းတဲ့တာပဲဟုတ်လား
ခြေအိုကြီးလည်းတဲ့တာပဲဘာဖြစ်ဖြစ်အကုန်တဲ့အခုတဖြည်းဖြည်းကျတော့ဟိုဟာမတဲ့ဘူးဒါမတဲ့ဘူးဟိုဟာမတဲ့ဘူးဒါမတဲ့ဘူးနဲ့မတဲ့တဲ့စင်းတွေကများလာနောက်ဆုံးစားစရာမရှိနောက်ဆုံးရေဝေရောက်သွားပြန်ရောအဲ့ဒါလေဒီလိုပဲလူလောကအဲ့ဒါဟာကန္တရပေါ့အမတန်ဖြတ်ကျော်ဖို့ခက်တဲ့အိုခြင်းတရားတဲ့နာခြင်းတရားတဲ့သိခြင်းတရားတဲ့ဒီကန္တရခရီးတွေကိုမဖြတ်ရတဲ့လူရှိသေးရဲ့လားရှိပါဘူးမရှိဘူးအဲ့ဒါဘဝကန္တာရလို့ခေါ်တယ်အဲ့ဒီကန္တာရတွေကကဲထုတ်နိုင်တာဘယ်သူလဲလို့ဆိုရင်ဓမ္မပဲဟောဒီဓမ္မကကဲထုတ်နိုင်တယ်ဓမ္မကိုပြည့်ပြည့်ဝဝကျင့်လိုက်မယ်ဆိုရင်ဥပမာပဲကြည်သဘာဝတရားတွေကိုသိအောင်ပထမဆုံးတတ္တဝါဆိုတဲ့အတွေးကိုပျောက်သွားအောင်သဘာဝတရားတွေကြီးကိုသိရှိလာတာကိုနာမရူပပြိစေတာဉာဏ်လို့ခေါ်တယ်ဒီသဘာဝတရားတွေဟာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်နေတာလို့အကြောင်းတွေကိုသိလာရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီကနေပြီးသဘာဝတရားတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်တဲ့အခါသဘာဝတရားတွေဟာဖြစ်ပြီးတော့ပြည့်နေတယ်ဆိုတဲ့အမြင်တွေမြင်လာပြီးဒီသဘာဝတရားတွေဟာညှင်းငွေ့เสียပဲကြောက်เสียပဲလန့်เสียပဲဒီသဘာဝတရားတွေကလွတ်အောင်ကြိုးစားမှပဲလို့ဆိုတဲ့အသိဉာဏ်တွေဝင်လာလို့ရှိရင်ဒါဝိပဿနာဉာဏ်လို့ခေါ်တယ်မြတ်စွာဘုရားကဒါလေးကိုအကျဉ်းလေးပြောပြတယ်ရူပသမိန်ပြီးနိဗ္ဗိန်တည်းတဲ့ရုပ်ခန္ဓာကြီးပေါ်မှာလဲမင်းမလိုချင်တော့ဘူးတဲ့ဝေဒနာရပြီးနိဗ္ဗိန်တည်းဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဥပိ္ပခဝေဒနာပဲဖြစ်ဖြစ်နိဗ္ဗိန်တည်းမလိုချင်တော့ဘူးတင်ညာရပြီနိဗ္ဗာန်တည်းအမှတ်တင်ညာစိတ်တွေလည်းမလိုချင်တော့ဘူးသင်္ခါရေတုပိနိဗ္ဗာန်တည်းအတွေ့အကြံစေရနာစသည့်သဘာဝတရားတွေပေါ်မှာလည်းပဲမလိုချင်တော့ဝိညာဏသမိန်ပြီးနိဗ္ဗာန်တည်းအသိစိတ်ကလေးပေါ်မှာလည်းညှင်းငွေလာတယ်ဟောဝိပဿနာဉာဏ်နဲ့ကြည့်လာလို့ရှင်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့သဘာဝတရားတွေဟာတခုမှအာကိုးစရာမရှိဘူးဆိုတာသိလာအဲ့ဒီအာကိုးစရာမရှိဘူးလို့သိလာတဲ့အခါကျတော့ဘာဖြစ်လာလို့ဆိုနိဗ္ဗိန်ထံဝိရိစတိတဲ့မတွေ့တာတော့တွဲနေသေးရင်ထက်လာနေဦးမှာပဲလေမလိုချင်တော့ဘူးကဲအိမ်မှာရှိတဲ့ပစ္စည်းတစ်ခုလိုချင်နေတဲ့အချိန်နဲ့မလိုချင်တဲ့အချိန်မှာမလိုချင်လို့ပြစ်လိုက်ပြီဆိုရင်အဲ့ဒီပစ္စည်းတွေပူပန်မှုရှိသေးလားမရှိပါဘူးမရှိတော့ဘူးကိုလိုချင်နေသေးရင်တော့ပူပန်နေဦးမှာပဲအေးနိဗ္ဗိန်ထံဝိရိစတိတဲ့တာယာမှုကိုမရတော့ဘူးဆိုလို့ရှိရင်တွေ့တာမှုလည်းပြတ်သွားတယ်တွေ့တာမှုပြတ်သွားရင်နိဗ္ဗိန်တံဝိရိစတိဝိရာခာဝိမုတ်စတိတွေ့တာမှုပြတ်သွားလို့ရှိရင်စိတ်ကလေးဟာလွတ်သွားပြီဘာကလွတ်သွားတော့ဆိုလို့ရှိရင်ကြည့်မျက်စိလို့အဆင်းအာယုန်တွေကိုမြင်တယ်သို့တော့လောဘလည်းမလာဘူးဒေါသလည်းမလာဘူးဟောတာလွတ်သွားတာခေါ်တယ်လွတ်နေတာလိုချင်တယ်ဆိုတာလည်းမရှိဘူးမလိုချင်တာလည်းမရှိဘူးလောဘနဲ့လိုချင်တာသူလောဘနဲ့လိုချင်တာဆိုတာမရှိဘူးဒေါသနဲ့မုန်းတာဆိုတာမရှိတော့ဘူးနားကကြားတဲ့အတန်လေးကြားလိုက်ရင်လည်းလောဘကနေပြီးတော့လိုချင်တာမရှိတော့ဘူးဒေါသကနေမုန်းတိတာလည်းမရှိတော့ဘူးနှာခေါင်းကနံနဲ့အနံလည်းပဲအနံပဲထားလိုက်တယ်လိုချင်တာလည်းမရှိဘူးမုန်းတိတာလည်းမရှိဘူးလျှာကနေပြီးတော့အရသာရှိတဲ့အစာလေးစားရတဲ့အခါမှာလည်းပဲလိုချင်တာလည်းမရှိဘူးမုန်းတီးတာလည်းမရှိဘူးခန္ဓာကိုယ်ကထိတွေ့တဲ့အထိတွေ့မှာလည်းပဲလိုချင်တာဆိုတာလည်းမရှိဘူးမလိုချင်တာဆိုတာလည်းမရှိဘူးလောဘရဲ့ဒေါသရဲ့ဒီနှစ်ခုကမောဟရဲ့ဆိုတဲ့ဒီအကုသိုလ်တွေကနေလုံးဝလွတ်သွားတာဝိမု ക്ത လို့ခေါ်တာစိတ်ကလေးကအာယုန်နဲ့တော့တွေ့တယ်သို့တော့ထိုအာယုန်ရဲ့ဂျားထဲမှာလွတ်သွားတယ်ဆိုဘာပြောတာလဲဆိုရင်ဂျားထဲမှာဂလူးမရှိတော့ဘူးပြောတာကော်မရှိတော့စက္ကူလေးနှစ်ခုကထိတော့ထိနေတယ်မဟုတ်လားဆိုပါစို့စာရွက်ကလေးနှစ်ရွက်ကိုထိထားတယ်ထိထားပြီမဲ့လို့သူတို့နှစ်ခုကြားထဲမှာကော်မပါဘူးဆိုလို့ရှိရင်ခွဲလို့မရဘူးလားရပါတယ်ရတယ်လူတွေရဲ့စိတ်မှာခွဲမရဘူးဆိုတာကော်ပါနေလို့ခွဲမရတာအဲ့ဒါဟုတ်လားကော်ကတော့ရိုးကော်မဟုတ်ဘူးစူပါဂလူးဖြစ်နေစူပါဂလူးဖြစ်နေလို့အဲ့တော့အာယုန်နဲ့စိတ်နဲ့ဘယ်လိုပဲတွေ့လောဘမလာဘူးဒေါသမလာဘူးဆိုလို့ရှိရင်ညှိနေပါမလားမညှိတော့ဘူးအဲ့ဒါကိုဝိမု ക്ത လို့ခေါ်တာလွတ်သွားပြီလို့ပြောတာနော်အဲ့ဒီလွတ်သွားတဲ့အဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဘ
ဘဝကန္တာရာနေထာရဏိနာဓမ္မကို practice လုပ်ရမှာအဲ့ဒီလိုလွတ်သွားသည်ဆိုတဲ့အဆင့်ထိအောင်အထောက်ရမယ်တဲ့အဲ့ဒီလိုအထောက်လို့လွတ်သွားပြီဆိုတဲ့အဆင့်ရောက်သွားရင်ဘဝဆိုတဲ့ကန္တာရခရီးကြီးကိုဖြတ်ကျော်ဖို့ခက်တဲ့ကန္တာရခရီးမျိုးကြီးကိုနောက်ထပ်ရင်ဆိုင်စရာမရှိတော့ဘူးရင်ဆိုင်စရာမရှိုံနဲ့မကဘူးအတ္တတဒါနတဲ့တန်တရားကြီးထဲမှာပင်ပန်းခဲ့ရတာတွေမှန်သမျှလည်းပဲအကုန်လုံးငြိမ်းသွားတယ်ဘာမှပင်ပန်းဆင်းရဲမှုဆိုတာမရှိတော့ဘူးလောကမှာစိုးရိမ်စရာလည်းမရှိဘူးအတောကံဝိရဇံခေမံဆိုတာအဲ့ကြမလားဟုတ်ကဲ့လားအတောကစိုးရိမ်စရာဘာမှမရှိဘူးဝိရဇအညစ်အကြေးဆိုတာလည်းလုံးဝကင်းသွားပြီခေမလုံးဝငြိမ်းချမ်းသွားပြီစိတ်ကလေးမှာလောဘလည်းမလာဘူးဒေါသလည်းမလာဘူးမောဟလည်းမလာဘူးဆိုစိတ်ကလေးကလုံးဝငြိမ်းချမ်းအဲ့ဒီအဆင့်ရောက်သွားပြီဆိုရင်ဓမ္မံတရဏံဂစ္ဆာမိဆိုတာအဲ့ဒီအဆင့်ရောက်အောင်သွားရမယ်လို့ဒီလိုဆိုတာနော်ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ယဟန်တော်တွေဟာဓမ္မံတရဏံဂစ္ဆာမိကိုအပြည့်အဝကျင့်ကြံကြိုးကုပ်အားထုတ်လိုက်ကြသည့်အတွက်ကြောင့်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုမသွားကြဘူးလားသွားကြပါလေဗျာသင်္ခါရဆိုတဲ့မတည်မြဲတဲ့အရာတွေကိုကျော်လွှားပြီးတော့ထိုသင်္ခါရဆိုတာအကြောင်းတရားတွေကပေါင်းပြီးထုတ်လုပ်ထားတဲ့သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကိုဖြတ်ကျော်ပြီးဘယ်သူမှထုတ်လုပ်ထားတာမဟုတ်တဲ့သာဝရအငြိမ့်ဓာတ်ကိုမျက်မှောက်ပြုသွားကြတယ်တဲ့အဲ့ဒါဒီအပြည့်အဝဆုံးအဆင့်အမြင့်ဆုံးဓမ္မံတရဏံဂစ္ဆာမိဖြစ်ပါတယ်တဲ့ဒါကြောင့်မို့ဓမ္မဆိုတဲ့နေရာမှာမဲ့လေးတံဖို့လေးတံနိဗ္ဗာန်အဲ့ဒီလောကုတ္တရာတရား၉ပါးကိုကိုယ်တိုင်မျက်မှောက်ပြုရပြီဆိုလို့ရှိရင်ဓမ္မံတရဏံဂစ္ဆာမိလုပ်ငန်းပြီးဆုံးပါပြီလို့ဒီလိုအောင်မေ့နော်အဲ့ဒါတွေအတွက်အခြေခံကဘာကစရမှာတော့ဆိုသီလကျင့်တာလဲဓမ္မံတရဏံဂစ္ဆာမိပဲဒါနကောင်းမှုလုပ်တာလဲတရဏံဓမ္မံတရဏံဂစ္ဆာမိပဲအခြေခံအားဖြင့်စိတ်ကောင်းနှလုံးကောင်းထားတာတွေလဲဓမ္မံတရဏံဂစ္ဆာမိတူတူကူညီတာတွေဒါနကောင်းမှုပြုတာတွေသီလစောင့်တည်တာတွေအားလုံးဟာဓမ္မံတရဏံဂစ္ဆာမိတဲ့အကျုံးဝင်တယ်သို့တော့အခြေခံအဆင့်တွေလို့အောက်မိတ်ထားအဆင့်မြင့်ဆုံးဓမ္မံတရဏံဂစ္ဆာမိကြတော့မဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်ထီအောင်ရောက်မှဓမ္မံတရဏံဂစ္ဆာမိပြည့်စုံတယ်လို့ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿတို့သည်ဓမ္မံတရဏံဂစ္ဆာမိအတိတ်ပဲကိုကျမ်းနာစွာနားလည်ပြီးတော့ကိုစီကိုငှတို့တရားကိုကိုးကွယ်သည်ဆိုသည်မှာတရားအတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုစီသဘောပေါက်ပြီးတော့ဓမ္မံတရဏံဂစ္ဆာမိတရားကိုကိုစီကျင့်သုံးလိုက်နာနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာ